စိတ်ညစ်တယ်ဗျာဒါကြောင့်မင်းကစိတ်ညစ်နေရလေဘာကြောင့်စိတ်ညစ်ရမှာလဲကျွန်တော်အဖေဟိုနေ့ကကျွန်တော်ပြောတယ်ကျွန်တော်မင်္ဂလာဆောင်မလာပါနဲ့လို့ပြောတယ်အဲ့ဒါကိုချယ်ရီယိုကမှလာချောင်းကြည့်တယ်အဲ့ဒါကြောက်ရောက်ကမှမြင်ရောတော့ကျွန်တော်ပဲကလာရင်းနဲ့တီးသွားတော့ကျွန်တော်ခွဲပြီဗျာအဲ့လိုဒီစိတ်တော့ကမခံပါနဲ့ကွာမင်းကလေကိုစမပြေဘူးကျွန်တော်ဖေကကလာကျွန်တော်ကဗမာရှော့တယ်ဗျာဘာပြောကွာမင်းကမိဘပဲဟုတ်လားကလာလဲဖေပဲဗမာလဲဖေပဲဘာပြောမင်းကမွေးသားဆိုနေမင်းအဲ့လောက်ဒီဥစ္စာပြောကြရတော့မလိုဘူးရောက်တော်ကြပါတော့ဗျာဘာမှမကြားချင်ဟာဘာလာအောင်ဘာလာတော့ရှေ့အောင်ပါလေဗျာအဖေကြောင့်ပဲအခုကျွန်တော်ရောက်ကမှတီးသွားလို့ကျွန်တော်ဒုက္ခရောက်နေပြီဟုတ်ပါဘူးတိုင်းတာပစက်လိုပဲပြင်လို့အဖေလာပေးတာပါတိုင်းမလို့ဗျာသူရတဲ့ပစက်လေးတာတော့ဖို့လာပေးတာပါတိုင်းခမကြီးကြောက်ရှိရထွက်သွားပါတော့ဗျာကြောက်တောင်းမှန်ပါလေကြောက်တောင်းမှန်ပါလေအေးကိုပြန်လိုက်ခဲ့ပါတိုင်းတာတော့ပြီးသားပြီအဖေနဲ့အေးကိုပြန်လိုက်ခဲ့ပါတိုင်းအဖေကြောက်တောင်းမှန်ပါလေပြေးသွားပါတော့ချစ်သူတာတော်တော့တိုင်းအဖေနဲ့အေးကိုပြန်လိုက်ခဲ့ပါတော့မရှိဘဲနဲ့အဖေနေလို့မရဘူးတာရဲ့တာအေးကိုပြန်လိုက်ခဲ့ပါတာရဲ့တာအဖေထွက်သွားပါတော့ဗျာတာအေးကိုပြန်လိုက်ခဲ့ပါတာရဲ့မလိုက်ဘူးတာတာမရှိလို့အဖေမဖြစ်ဘူးတာရဲ့ဒီမလေးတာတော့မို့အဖေပတ်ဆက်ယူလာခဲ့တဲ့တာရဲ့တာတော့မို့ဟုတ်တယ်တာရဲ့ဒါတာတော့မို့ဟုတ်ပါတယ်တာတော့မို့ဖေးရှာလာတဲ့ပတ်စံပေါ့ဟုတ်တယ်တာအဖေလဲထွက်ပြီးရှာလာတဲ့ပတ်စံဒီပတ်စံတာတော့မို့လေတာတာတော့မို့ဟုတ်တယ်တာဒီပတ်စံတွေကတဘာလို့ရမှာလဲအဖေသွားပါတော့ဗျာBaby,